မင်္ဂလာပါမနက်ဖြန်ခုနှစ်သားသမီးများအတွက်တရက်သားစောင်းရင်ရှောင်းရများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့မိတ်ဆွေကောင်းပညာကောင်းများရပါမယ်ရဲဝင်းရနေပြီးတော့သတင်းကောင်းများကြားရပါလိမ့်မယ်ငွေကတော့သုံးလေဝင်နေမျိုးဖြစ်ပါတယ်အလောက်မှလည်းအဆအဆရရအဆင်ပြေနေပါလိမ့်မယ်ခေါင်းမူကောင်းကိုက်ဝေဒနာခံစားတတ်ပါတယ်အချစ်ရေးမှာတော့ကြာလီအနေဝေးတတ်ပါတယ်4-6ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အပြာရောင်နဲ့အစိမ်းရောင်ဖြစ်ပါတယ်။ရေတရားအနေနဲ့ကတော့မိမိအရာဖျားမှာမုတ်ဖတုတ်ကလို့ပူဇော်ပေးပါ။တနင်္လာသားသမီးများအတွက်ယနေ့မှာတော့စိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြီးနူးဝမ်းမြောက်စရာတွေနဲ့ကြုံတွေ့ရမယ့်နေမျိုးတွေဖြစ်ပါတယ်။အဖက်ဖက်ကနေပြီးတော့အချင်းကြီးကောင်းများပေးလာပါလိမ့်မယ်။ဘာပဲလို့ရဲတာလုပ်ပေးပါ။ကံအခွင့်အလမ်းအလွန်ကောင်းတဲ့နေတွေဖြစ်ပါတယ်။မျက်စိနာတာအောက်တာမျိုးတွေဖြစ်တတ်ပါတယ်။အချင်းရေးမှာတော့ကြာလီအနေဝေးတတ်ပါတယ်။နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အဖြူရောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိရန်ဖျားမှာသီးစုံကိတ်ကလို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများအတွက်ယနေ့မှာတော့ရဆိုင်ထားတဲ့လုပ်ငန်းများပြန်လည်ပြီးတော့စတင်ရတတ်ပါတယ်။အလုပ်မှာအဆအဆအရာအဆင်ပြေနေပါလိမ့်မယ်။ရည်ရွယ်ထားတဲ့အလုပ်များရဲတာလုပ်ပေးပါ။ချစ်သူစီကနေပြီးတော့မမျော်လင့်ပဲလက်ဆောင်ရတတ်ပါတယ်။ခြေထောက်တစ်ဖက်ထိခိုက်နာကျင်တတ်ပါတယ်။နှစ်ရှစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့ခရမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိရဖျားမှာလိန်ပေါ်ရီကတ်လို့ပူဇော်ပေးပါ။ဗုဒ္ဓဦးသားသမီးများအတွက်ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့ရဲဝေးရနေအဆက်အသွယ်ကောင်းများရရှိပါမယ်။အလုံးနေရာထိုင်ခြင်းအထူးကောင်းမွန်တဲ့နေလေးဖြစ်ပါတယ်။လက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။အချစ်ရေးမှာတော့စိတ်လိုမကျစရာတွေများနေတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုဖြည့်ရှင်းရတတ်ပါတယ်။9-9ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့နီညိုရောင်နဲ့အညိုရောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိရာဖျားမှာရွှေသမင်းကတ်လို့ပူဇော်ပေးပါ။ကြာရာပရိသတ်သမီးများအတွက်ယနေ့မှာတော့ကိုယ့်အပေါ်မနာလိုသူရန်လိုသူနှောက်ယှက်ခြင်းသူများနဲ့တွေ့ရတတ်ပါတယ်။နေရင်ထိုင်ရင်စိတ်လိုမကျစရာတွေများနေတတ်ပါတယ်။အပြောမှအဆိုမှဆုံးဖြတ်ချက်အမှားတွေကြုံတွေ့ရတတ်ပါတယ်။ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။တတိထားပေးပါ။တိနှစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အဖြူရောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိရာဖျားမှာကော်ဖီ2ခွက်ကလို့ပူဇော်ပေးပါ။တောက်ကြသားသမီးများအတွက်ယနေ့မှာတော့အလုံးမှာမနာလိုသူအတိုက်ခံလို့သူများနေပါမယ်။ငွေကြေးကံကတော့မကောင်းတဲ့နေလေးဖြစ်ပါတယ်။အထူးသတိထားပေးပါ။စက်ပစ္စည်းတက်စစ်ပစ္စည်းများပြတ်တတ်ပါတယ်။စီးမျက်စိဒုက္ခပေးတတ်ပါတယ်။အချင်းရင်းမှာတော့တာယာနေပါလိမ့်မယ်။နှစ်ရှစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့နီညိုရောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိရာဖျားမှာကြောက်ကြောကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများအတွက်ယနေ့မှာတော့အလုံးမှာစိတ်မပါပဲဖြစ်နေတတ်ပါတယ်။ပြည့်စစ်ပစ္စည်းများပြုပြင်ပြင်ဆင်ရတတ်ပါတယ်။လူမျိုးကြပါရာကြားတွေရဲ့အကူအညီအထောက်ပံ့တွေရရှိပါလိမ့်မယ်။ငွေကံကတော့ကောင်းနေပါလိမ့်မယ်။ကိုယ်လက်ရရတာမျိုးတွေဖြစ်တတ်ပါတယ်။အချင်းရင်းမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။သစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်နဲ့အနီရောင်ဖြစ်ပါတယ်။ရေရာအနေနဲ့ကတော့မိမိရဖျားမှာပေါင်မုံ9ချက်ကလို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။